စိုးမျိုးရဲ့ရှူရင်းတွေပါလေတိုက်တွေကိုဖွေးနေပါတယ်တိုက်တွေလူရလည်းများတယ်ဗောနော်ခီးသွားတယ်ပါကိုရီးယားတွေတဲ့ဒီနားပါဖော်ရင်နာတွေများတယ်ဗောနော်ဒါကြီးကတော့နန်းဆန်းတာဝါကြီးပါနန်းဆန်းအဲ့ပေါ်မှာထပ်ပြီးတက်မယ်ဆိုရင်တော့ပတ်စံပေးရပါတယ်ဒီတိုင်းရှူရင်းဒီဘေးမှာဗောနော်အောက်ခြေမှာတက်ရင်တော့ပတ်စံမပေးရပါဘူးအဲ့အပေါ်ဒီတက်မယ်ဆိုရင်တော့ပတ်စံပေးရပါတယ်အခုတော့ဘယ်လောက်လဲတော့မသိဘူးဗောနော်ဒီအောက်ကိုဒီနားကနေဒီနားထိရောက်အောင်တော့ကျွန်တော်တို့ဘတ်စကားစီးရပါတယ်ဘတ်စကားရှူကင်းနဲ့စန်တာဝါရှူကင်းဖြစ်ပါတယ်ဒီအောက်မှာတော့ဒါစိုးမျိုးကြီးဗောနော်စိုးမျိုးတိုက်တွေဒါရင်တိုက်တွေအမြင့်ကြီးဗောနော်တိုက်မြင့်နေလူပြန်းနေဟိုမှာတောင်နေကိုရီးယားပဲကြည့်ကြမှာတောင်နေဝင်းရံနေရပါတော့အဲတောင်တွေရဲ့ဂျားတွေထဲမှာမြို့တွေတည်ထားတာဖြစ်ပါတယ်ဟိုမှာဒုတက်တောင်ပါဗောနော်ရလာအောင်မသိဒီနေ့ကရာသီဥတုကောင်းလို့နေတဲ့စင်ပြေဗောနော်အောက်ကြည့်လို့ရတယ်ခါတိုင်းအောက်ဒီနန်းဆန်းတာဝါကိုလာရင်ရာသီဥတုမကောင်းဘူးနော်အောက်ကိုမမြင်ရပါဘူးဒီနားကတော့အကုန်မြင်ရပါတယ်ရာသီဥတုကလုံးဝအဆင်ပြေပေါ့နော်မိုးမုံမအောင်နေဘူးနေတဲ့အတွက်ကြောင့်ကြည့်ရအဆင်ပြေပါတယ်ဒီကိုလိုက်ပို့အောင်ပေါ့နော်ဒီပေါ်တက်မှာလားအဲ့ပေါ်လက်မဖြတ်မှာပေါ့တက်မှာအော်ရှောင်းမယ်ပေါ့နော်ဒီညတော့ဘတ်စကားမတိုင်မှာလက်စန်တော့လာကြရပေါ့နော်ဘာမှတော့မဟုတ်တာဘာမှတော့မဟုတ်တာခီးတော့ရတော့လာကြပါတယ်ဒီပတ်စံယူရတယ်ပေါ့နော်ဟိုဒီခီးသွားရလာမယ်ဆိုရင်ဘာအနည်းဆုံးပတ်စကားကရတယ်ဒီမှာဆိုရင်သူတို့ဒေသခံတွေရောင်းဝယ်လို့ရတယ်ပြီးရင်တော့ဝင်ကြီးပြရမယ်ပေါ့နော်ဝင်ကြီးပြရမယ်ပတ်စကားမတိုင်ပေါ့နော်ပတ်စကားမတိုင်နေပြီဒီဘက်ကိုလမ်းလျှော့ပါသေးတယ်နည်းလေးလျှော့ဒီပင်ရှိရခုကောင်းအရေးရသွားလာနေပြီတဲ့ခါမှာနန်းဆန်တာဝါကိုရီးယားရောက်ရင်တော့နန်းဆန်တာဝါတော့မလာမဖြစ်ပါနော်ကိုရီးယားရောက်ပြီးနန်းဆန်တာဝါမရောက်ရင်ကိုရီးယားမရောက်တော့ဒီနောက်မှာကားတွေဝင်လို့မရအောင်ဆိုင်ကယ်တွေစပိန်တွေဝင်လို့မရဘူးလေရေးထားပါအော်ဒါတောင်ကြီးတက်ပါဘောနော်နည်းနည်းတော့တက်ပါတယ်လမ်းကြီးရောကျွန်တော်ဘတ်စကားဂိတ်ကနေပြီးဒီနန်းဆန်တာဝါထိတက်မှာပါဒီအကိုကတော့အကိုကျွန်တော်မိတ်လာပါတော့မြန်မာပြည်အပြီးပြန်တော့မယ်ဆိုတော့နန်းဆန်းတာဝါလိုက်ပို့တာပါသူဂျက်ကြီးတို့ကနေအပေါ်ပိုင်းကိုလာလို့ကျွန်တော်လည်းအားတဲ့ချင်းသူကလည်းဒီအပေါ်ပိုင်းမရောက်ဘူးပေါ့နော်အဲအကြောင်းအခုလိုက်ပို့တာပါသူကလည်းရှင်းနေကြော်ပြီပေါ့နော်အဲအကြောင်းအခုမြန်မာပြည်ကိုအပြီးပြန်တော့မှာပါကျွန်တော်တို့မိတ်လာပါဟိုးကြီးဟိုးပေါ်ရောက်လာဟောရှူရင်းကြီးကတော့ယူလောက်တယ်ဟဲ့ဒီမှာကေဗန်နဲ့လာလို့ရပါတော့ပေါ်ကေဗန်စီးပြီးလာမလားကျွန်တော်တို့ချီရင်လာမလားဘတ်စကားစီးလာမလားကိုကြိုက်နေလာလို့ရပါတယ်ဟိုးရှူရင်းကြီးယူလောက်တယ်လူကင်းလူရလည်းများတယ်ဘယ်နေရာတော့ပါသူလူမျိုးရောနိုင်ငံသားရောဆိုပေါ့နော်သူလူမျိုးတဲ့ဒီဝဲတွေပေါ့နော်အပြင်မှာနေလာကြပြီးခီးသွားတဲ့လူတွေပုံများပါတယ်ကိုရီးယားမှာ
오. 쉽게. 나를 저는 와로. 새우 야비 하면 호 어버리고 너비 야비 하면 이또 체대 니야리. 또비 야비 하면 나로 이 인민와 시바디래. 이 어버리 다면 거노. ai ở bờ thì ở đầm này rồi nói cho nó trong nguyên chi bây giờ nó ai bờ thì à cho nó nóng rồi xong rồi nó to là lý do cho nó mới bị đổ thì đào ấy của nó thì đào ở trong khu cho nó là ba nó sân đào ba đấy cái nhà mày 얘 너 걸어가는 뒷모습 사진만 찍어고 모르는 남자라고 보냈잖아. 슈게 뭐노? 이 슈게 니나마선 더보니 야자. 더보니 야야 니 묘 지야 뭐노 다 어보안에 비 소 지야래 봐. 소 나 산다와니 지야 뭐노 어보지야니 미야래 민win마. 야 뭐노? 오. 뭐니 지야로. 이제니요. 아니ဒီဘက်ကနေသွားပြီဒီဘက်ကနေသွားပြီဆိုရင်ဒီမှာတောကျိတ်ကြီးချိတ်လို့ရအောင်ဒီတောကျိတ်ချိတ်ပြီးပြတ်သွားလို့အဖွဲ့ကိုကျွန်တော်ဒီတောကျိတ်ကိုရှာကူပြီးပြန်ဖြုတ်ပြီးမှဖြစ်ပါတယ်ဒါတော့တောကျိတ်ပေါ့နော်ရေးကြကားပါတွေပေါ့တွေပေါ့နော်ဒီနန်းဆန်းတာဝါမှာရောက်တယ်ဆိုတဲ့အကြောင်းရေးကြတယ်တချို့က happy life ဝင်းတယ်ဝင်းဆိုမြန်မာလားမသိ ST အတီစီပေါ့နော် happy life ဝင်းI like you တဲ့ဒါတော့ကျိတ်ချိတ်တဲ့နေရာမှာပါတော့ကျိတ်ချိတ်တဲ့နေရာမှာပါတဲ့ဟုတ်ဘူးအဲ့ရတော့လွန်လာပေါ့ဒါအုပ်လိုက်ကြီးလာလို့လားမသိဘူးအုပ်လိုက်ကြီးလာပြီးဒါမျိုးချိတ်တာလားမသိနောက်တစ်ခေါက်မှပြန်လာပြီးဖြုတ်မှာလားမိုက်တာတော့မြဲပါသည်ကွာမြဲပါသည်ဒီလောက်အကြီးချိတ်ထားတာဆိုမြဲပါသည်ဒီတော့ကျက်ကြီးအကြောင်းလေဒီကဟိုဟာနာမည်ကြီးလို့ပဲနော်နန်းဆန်းတော်ကဒါတော့ကျွန်တော်ပါလို့ကျွန်တော်တော့မချိတ်ဘူးပါဘူးဟောဒီမှာလည်းတခါတွေ့ဘယ်ကနေရှာဝယ်လာမသိညောတော့နဲတိုင်းမို့မင်းတို့ကမိုက်သားတရုပ်တွေမှာတလန်းလုံးပေါ့နော်တလန်းလုံးတော့ချိန်တွေပါတဲ့ဒီမှာကြည့်လူခွင်ကြီးတော့အပြည့်ရပေါ့နော်ဒီမတန်ဆွမ်းနေလဲသူတို့တွန်းလဲနဲ့နေရာတိုင်းကိုသွားလို့ရတဲ့အနေထားပါဒီဘက်တွေတော့မှတော့တယ်တော်တော်ကြာသွားရင်ဒီဘက်ကြာမချိတ်တော့လို့ထင်ဒီမှာကြည့်မဲကုန်ပြီပေါ့နော်တော့တယ်ဒီဘက်ဟိုဒါတော့ဘောနေမြင်ရတာပါစိုးရဲ့မြင်ကွင်းဖြစ်ပါတယ် Don't hit me because I got the phone in my hand. ဒီဘက်လေမှာလဲချိတ်တယ်ပေါ့နော်တော့တယ်အများကြီးပဲအဲ့တော့ဒီကြောင်လေဒီကောင်နာမည်ကြီးနေလို့ကွာငွေကျင်းတော့ဝယ်လို့ရပါတယ်ဒီမှာတော့ကလောက်တွေပေါ့နော်တော့ကလေစာရန်ဦးရောဆွဲတဲ့အချစ်အသင်္ကေတပါတော့ပေါ့တော့နဲ့ခတ်လိုက်ပြီဆို
ပြတ်ထားပါပဲကျွန်တော်သိတဲ့လူကြီးတော့ပြတ်ထားပါမယ်လာချိတ်ပြီးပြတ်ကြတာဒါပေမဲ့ဈေးကြီးပါတယ်တစ်ခု1000ဆိုတော့1000ပေးရတယ်ဗောနော်ဒါကြီးသလိုပေးရပါတယ်ကြီးသလိုပေးရပါတယ်ဒီလိုမျိုးဗောနော်သူအစားနဲ့သူရှိဟောဒီမှာဖြတ်သွားပြတ်သွားလို့လားမသိโอ้โอ้ว้าโตไปเลยพี่อ่ะวะเนาะโตตักบ้องเนี่ยโชว์สวยวะเนาะချိတ်တဲ့ဟာ5000ကျွန်တော်လက်ကြီးမလားလို့မချိတ်တော့ပါဘူးလက်ကြီးလာတဲ့သူကတော့ချိတ်ပေါ့နော်လက်ကြီးမလားဆက်ပြီးရှောက်မယ်ပေါ့နော်ပြီးတော့မှအဲ့ကြီးကအပေါ်ကြီးကိုတက်မှာဖြစ်ပါတယ်ပြီးတော့မတက်သေးဘူးနော်အောက်မှာရှောက်ပြီးပတ်ကြည့်အောက်မှာအရင်ဆုံးကြည့်ပေါ့နော်โอ้နန်းဆန်တာပါကူရီးယားကိုရောက်ပြီးနန်းဆန်တာပါမရောက်ရင်ကူရီးယားကိုမရောက်တယ်လို့ပါပဲတဲ့ကျွန်တော်တော့ဘယ်နှခေါင်မှမသိတော့ပါဘူးဟာဒါနန်းဆန်တာပါနော်ဒီဘောနဲ့တစ်ချက်ထက်ကြည့်ဒါလည်းသူမြို့ပဲနှံ့ကြည့်ရမှာပါအပေါ်စီကနေမြို့ရိုးโอ้ရှူရင်းညတော့နေသားတော့လှတယ်ဗောနော်ဓာတ်ပုံရိုက်ကြနော်ခုရမှာဒီလိုမျိုးအဆောက်အဦတွေဒါအပေါ်တယ်ဗောနော်လူနားနေစရာအဖြစ်အဲလိုအဆောက်အဦတွေဒါဆောက်ပါတယ်ကျွန်တော်မြန်မာပြည်လို့ဆိုဇရက်လို့ဗောနော်ရှင်းပုံစံတောင်းနေပေါ်ဆိုလဲဒီလိုမျိုးအဆောက်အဦတွေဆောက်ကြတယ်ကိုရီးယားမှာဗောနော်ဒါတော့ဘူးတူရအနေနဲ့ပါခါတိုင်းတော့ရလို့မြန်မာတွေဆိုတော့အုပ်လိုက်တွေ့ရပေါ့နော်။များရတယ်လာကြတယ်မြန်မာပြည်ကအချို့ခီးသွားတယ်ပေါ့နော်။ခုတော့မတွေ့ပါဘူး။နတ်စန်တာဖြစ်ပါတယ်တဲ့။ဟုတ်ဒါတော့ညမှာကြည့်ရင်ဒီပုံစံတိုင်းပါစိုးတာပါစိုးမျိုးပေါ့နော်ညဆိုရင်သူတော်တော်လှတယ်လို့ပြောပါတယ်ကျွန်တော်ညပိုင်းတော့မတက်ဘူးပေါ့နော်စိုးဟောဒီမှာထွတ်တော်ကွန်းကနေလဲဝယ်လို့ရပါတော့တိတ်ကဒီဘက်မှာလည်းတော့ကလောက်တွေပါဖက်ဖက်လည်းမှာတော့ကလောက်တွေချိတ်ထားပါ
ဒါကတော့ချီကျင်လမ်းပေါ့နော်ချီကျင်လာမယ်ဆိုရင်ဒီဘက်ကနေလာမှာပါချီကျင်လမ်းဖြစ်ပါတယ်တော့ကလောက်ကိုသားဖြုတ်ပေးပါတယ်ချိတ်ပြီးမှမပေါင်းလဲရတဲ့ဇုံတွဲများပြတ်သွားတဲ့သူများကိုကျွန်တော်အခမဲ့အနေနဲ့ဖြုတ်ပေးမှာဖြစ်ပါတယ်ရှာပြီးပေါ့နော်တော့ချိတ်ပြီးမှပြတ်သွားတဲ့ဇုံတွဲတွေကိုကျွန်တော်အခမဲ့ကူပြီးပြန်ဖြုတ်ပေးပါမယ်နောက်လူနဲ့မြဲအောင်လို့ပေါ့နော်ဒီနန်းဆန်းတာဝါကိုတက်မယ်ဆိုရင်လက်မှတ်ကိုပေါ့နော်ထွတ်တော်ခွင့်ရဝယ်ထွတ်တော်ခွင့်ရဘယ်လောက်လဲဆိုတော့2600ပဲရှိရပါတော့ဒီမှာဆိုရင်2900ရှိပါတယ်ဒီ line 1နေဝယ်ပေါ့နော်3000တက်တာဆိုရင်3000ပေါ့နော်ထွတ်တော်ခွင့်ရနေပြီးဝယ်ပါကျွန်တော်ထွတ်တော်ခွင့်ရနေဝယ်တော့ဦးနားမှာကြည့်လိုက်တော့ဘယ်လောက်2900လဲဒီမှာထွတ်တော်ခွင့်ရကြည့်လိုက်တော့ပါဆို2600ပဲရှိရပါတော့ကိုမဆူကြထွတ်တော်ခွင့်ရနေလို့စပင်ဖက်လိုက်ပေါ့နော်ကောင်းလာသွားပြီလက်မှတ်9000တန်ကြီးပါနှစ်ယောက်စာပေါ့နော်နှစ်ယောက်9000အဲ့တော့ညစေဟိုဒီနေ့လူတိတ်မရှိပါဘူးဒီနေ့ဒီမှာစီးရနေရောက်လာပါပြီပွင့်သွားပြီဒါလူနည်းနည်းလေးသိနေရပါဘူး라이스트 DN다음에서 영상 나옵니다. 이렇게 스크린 플레이. 이거를 sao vậy nè nhớ này nó nhớ này suy gì à rồi đấy mua này gì à chú coi gì vậy nó gì nhau nhỉ xôi chi à mày nó đây cho mà xây nhiều mà trong đây nó làm gì nó đi qua này số nhiều bộ chi này là giàu à càng cao này lùi về chi à mà nó số nhiều bộ hôm mà hắn như gì vậy hắn như sau đó tao vào nó cho nó áo này gì này tao vào nó chỉ ai nhiều gì rồi đập bóng ra này bây giờ là nhỉ là ai đại mà đủ tấm mày thà này nông đại mà đủ đua vào nó ai giờ là đập bóng này gì là cả mà gì chỉ đủ đại rồi mà lát sau bị gì này gió mà đấy đi xin nào mà nó gió nó bao lâu lát sau bị gì gió này quá mất đi ao về đó rồi ya đấy nó tháo ngoài về gì nó tháo ngoài vào nó nào hoa rồi hắn như gì vậy đấy hắn như vậy nó
서울도 대구로 또 보이지. 그 다음에가 영도 대구인데. 그래. 그 뒤가 충청도인데. ဟမ်းမြစ်ပါဟမ်းမြစ်ကြီးကစီးစင်းနေရပါတော့စိုးဖြတ်ပြီးအင်ချွန်းစိုးအဲ့လိုစီးစင်းနေရပါအဲ့ဘေးမှာဆိုစောက်လက်စားရပါတော့ဟိုမှာဆိုလည်းစောက်နေအဆောက်ကြီးစောက်နေဟိုဆိုအိမ်ယာရင်းနဲ့ကြည့်သူတို့တစ်ပင်ဘယ်လောက်တန်ဖိုးတာဆိုတစ်ပင်တွေကိုတော့များများမြင်ရတယ်ပေါ့နော်ဒီအဆောက်ကြီးဒီလောက်ရှိရတော့မှစိမ့်စိမ့်ဆူဆူတဲ့နေရာမြင်ရပါတယ်ကျွန်တော်နိုင်ငံလဲအဲ့လိုမျိုးဖြစ်စေချင်ပါတယ်ဖြစ်တဲ့နေပေါ့နော်ဘာလို့လဲဆိုတော့ဒီတစ်ပင်လေးလန်းဆိုတာရိတ်လဲရတယ်ပြီးနေရပြရတယ်အဆင်ပြေပေါ့နော်အေဂျင့်နဲ့မြင်တွေ့နေရဒါဆိုးမျိုးရိုးကြီးပေါ့နော်အဲမျိုးရိုးကနေဒီမှာကျွန်တော်တို့အဲ့မှာဆင်းရတဲ့ဘတ်စကားမတ်တိုင်ပါအဲ့ဘတ်စကားမတ်တိုင်ပေါ့နော်အဲ့ဘတ်စကားမတ်တိုင်နေပြီးကျွန်တော်တို့ဆင်းပြီဆိုရင်ကျွန်တော်ဒီဘက်တိုင်ရှောက်လာပေါ့နော်အဲ့ကုန်းတိုင်တက်ပြီးကျွန်တော်တို့ဒီကိုရောက်လာတာပါအောက်မှာလူတွေပေါ့နော်ဝိုးရှူရင်းကြီးကတော့ဆိုးရှူရင်းနဲ့ဟောလူကတော့မဲတူနေပါတယ်လူရရင်တော့မလာဘူးပေါ့နော်အပြင်ကနေဟောလို့ဒီမှာဆိုရင်ဈေးတိုင်းနဲ့လက်ဆောင်ပစ္စည်းပေါ့နော်မတ်တရားရဝယ်လို့ရပါတယ်လက်ဆောင်သူကဂျားရဲမို့လူကတော့တိတ်အဲ့လောက်ကြီးမပေါ်ပါဘူးဒီပိတ်ရက်ကြီးဆိုတော့အပေါ်မှာလူကပြည့်နေပေါ့နော်ဆိုတာဝါဟောနက်ဆန်တာဝါပေါ့နော်ဆိုတာဝါတက်တက်ရှိပါတယ်ဒါနက်ဆန်တာဝါဖြစ်ပါတယ်တဲ့ဒီကောင်မှာဘီယာတော့ချင်းဘီယာတော့လေးရအောင်နော်ဟိုကျွန်တော်တစ်ပတ်ပြေတော့ဟမ်ပတ်ရတယ်တော့ဒါအပေါ်မှာဈေးရောက်နေပေါ့နော်ပြီးတော့ marketing ကတော့ကောင်းပါတယ်ဘယ်နေရာဖြစ်ဖြစ်ဈေးရောက်ပါတယ်ဆွဲဆောင်ရှိရပေါ့နော်ဈေးရလည်းဒီအတိုင်းကောင်းကင်မှာတက်ရောက်လာဆိုတော့ဈေးရလည်းကြီးပါတယ်အယုတ်လေးအယုတ်ဘယ်လောက်တက်တောင်းနဲ့ရုပ်โอ้นี่ထိုင်နေပါဦးစိမ့်ဆိုးရတော့ကျွန်တော်ပေါ့နော်အိုးခုဆိုအောက်ပြန်ဆင်းมาတော့မယ်လို့အပေါ်မှာလည်းကြာသွားပြီပေါ့ဓာတ်ပုံတွေရိုက်လိုက်ဗီဒီယိုတွေရိုက်လိုက်ဆိုတော့ကြာသွားပါပြီအဲ့မှာလက်ဆောင်တွေဝယ်ခြင်းတော့ဝယ်ဖို့ဗျာလက်ဆောင်မဝယ်တော့ရိုက်ပေါ့နော်သူအောက်ဆင်းမယ်ဆိုရင်အရင်ဆုံးတစ်ချက်ကိုသူကအရင်ဆင်းပြရသေးတယ်ပေါ့နော်အောက်မှာတစ်ချက်ဟောဒီမှာလည်းဟိုကပြားရေးလို့ရဟာဒီအောက်တစ်ချက်ပါဘောနော်ဟောအောက်တစ်ထပ်ပါတဲ့ကျွန်တော်အပေါ်မှာပဲကုံဆုံးနေဟောဒါဒီတာဝါကြီးပေါ့နော်ကျွန်တော်နက်ဆန်တာဝါဖြစ်ပါတယ်တဲ့ဟမ်ဒီကဝယ်လို့အပေါ်မှာလေးဝယ်လို့ရတယ်โอ้ရှုကင်းရမိုက်ပါတယ်တော့ပြန်ဆင်းတော့ပါဘောနော်ဒါဆိုးမျိုးရိုးပေါ့နော်ဆိုးမျိုးရိုးဒီတိုင်းပတ်မယ်ဆိုပတ်လို့ရပါတယ်တော့ဒီအားရင်တော့ကျွန်တော်တရက်ပတ်အောင်ပါပါဒါကဒီမှာကျွန်တော်တို့ဒီနေရာမှာပေါ့နော်လက်ဆန်တာပါဒီမှာတော့ကောင်းပါမောโอ้연춘에는 시간을 봐야 돼. 그게 중요해. 바로
ဓာတ်ပုံရိုက်တဲ့နေရာပေါ့နော်ဓာတ်ပုံရိုက်လို့ရပါတယ်အောက်ဆင်းมาတော့ပဲဒီနောက်တော့ဘာမှသိမရှိပါဘူးဒီဘက်ကပေါ့နော်ဒီဒုတိယတက်ကျွန်တော်အဲ့ဒီအပေါ်ဆုံးကနေပြီးအောက်တစ်ဆက်ဆင်းပေါ့နော်အဲ့တစ်ဆက်ဆင်းပြီးလေကားနဲ့အောက်ဓာတ်လေကားနဲ့ပြန်ဆင်းရမှာဖြစ်ပါတယ်ဟောဒီမှာဟို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 အော်ရှာနန်းဆန်းတောင်ကနောက်မလာတော့ပါဘူးလို့ကျွန်တော်မတစ်ခေါက်မှန်းကိုမသိတော့ဘူးเนาะနန်းဆန်းတောင်ကအားကြောင့်မလို့မိလာတော့ပါဘူးအတိုင်းလဲပေါ့เนาะဒီပေါ်မှာလည်းတိုင်းနေရှိပါတယ်တော့ဒုတိယတက်ပေါ့နော်ဒုတိယတက်အဲ့ဒီဘေးထောဒီတက်လီကနေကျွန်တော်ဆင်းရမှာဖြစ်ပါတယ်အေးလာလာโอ้ဒီညကြီးပြန်ရောက်လာပြီပေါ့နော်ဒီပို့โอ้ဒီကထွက်လာရင်ထုံးတဲ့နိုင်ပဲဈေးရောက်ပါတယ်လို့ထွက်လာရင်ထုံးတဲ့တိုင်းမှာအမတ်တရလက်ဆောင်တွေရောက်ပါတယ်ဘယ်နေရာတော့သာအပေါက်ရလာဆိုကုရီးယားမှာဈေးရောက်နေပေါ့နော်ဟောပစကာမှတ်တိုင်ကိုသွားယူပေါ့နော်ပစကာမှတ်တိုင်ပစကာစီပြီးကျွန်တော်တို့ဟန်ကန်ကိုဆက်ပြီးသွားမှာဖြစ်ပါတယ်ရှော်ဝီတို့ပေါ့နော်ဟန်မြစ်ဘေးကိုသွားမှာဖြစ်ပါတယ်ဒီလမ်းကတော့ချီချင်းတက်လာရင်ဒီလမ်းနေတက်ရတာပေါ့နော်ဒီနားကေးပဲချီချင်းလည်းတက်လို့ရတယ်ညောင်ဘတ်စကားနဲ့လာလို့ရပါတယ်ကေးပဲနဲ့လာလို့ရပါပေါ့နော်โอ้တွန်းချနေသလိုပါပဲโอ้ညမှာတော့ဒီကအောင်ဆိုကျွန်တော်နန်းဆန်းတောင်ကဘယ်နှခေါက်၄ခေါက်လောက်ရှိပါတော့၄ခေါက်ရှိပါပြီရောက်နေရဟိုအပေါ်ကတော့၃ခေါက်တက်တယ်ပေါ့နော်၃ခေါက်တက်ပါတယ်အပေါ်သွားတက်မယ်ဆိုရင်ကျွန်တော်တို့ထွတ်တော်ကွင်းလိုင်းမော်နေဝယ်ပေါ့နော်လိုင်းမော်နေဝယ်မယ်ဆိုရင်2600ပဲရှိတာပါဒီကနေဝယ်မယ်ဆိုရင်2900ပေါ့နော်3000တက်တာ3000ဖြစ်ပါတယ်အဲ့မှာအဲ့ဒါကိုပြောပြတာပါကိုကတော့ကျွန်တော်အောက်ကိုဆင်းပြီပေါ့နော်အောက်ဆင်းပြီဘတ်စကားမှတ်တိုင်ကိုသွားနေရပါဘတ်စကားမှတ်တိုင်နေပြီကျွန်တော်တို့စားတာတခုစားမယ်ပေါ့နော်ဖိုက်တွေလည်းစားနေပါပြီဖိုက်တွေလည်းစားနေပါပြီတဲ့ဟိုဒါတော့ကျွန်တော်လိုက်ဖို့အကူပါ
ဒါတော့တိုင်းလက်ပါပတ်စကားကြီးတော့ရောက်လာပါပြီ역광이지 역광. 응? bãi mình mà sao nhiều to này mà nó thì haro thì lâu bảo về đấy